Hello ပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့ရွှေအလေးချိန်မှာခေါ်ဝေါ်များတဲ့တင်ဂီတလေးတွေကိုပြပြပေးမှာဖြစ်ပါတယ်။သိတဲ့သူတွေတက်ကလာကြော်သားပါလုံးဝမသိနားလဲပဲနဲ့ရွှေအခြေခံလုံးဝမရှိတဲ့သူတွေတက်ပြပေးတာဖြစ်လို့သိတဲ့သူတွေကြော်သားပါရှင်။ညဆိုရင်တော့ဒီရွှေမှာဆိုရင်ဒီအလေးချိန်ကဒီကျတို့ကဒီမှာဒီအသားတွေငါးတွေဒီလိုအချိန်တွဲလေးချိန်မဲ့ဆိုရင်ကီလိုဂရမ်နဲ့ချိန်တယ်နောက်ပြီးရပိတ်တာနဲ့ချိန်တယ်ပေါ့နော်ပိတ်တာ10သားကြက်သားဆိုပြီးဖြစ်တယ်ပေါ့နော်ရွှေမှာတော့ဒီမျိုးမဟုတ်ပါဘူးရွှေမှာကတော့ကြက်ရယ်ပဲရယ်ရွေးရယ်ချဲရယ်စိတ်ရယ်ပွိုင်ရယ်ဆိုပြီးတော့အလေးချိန်ခေါ်ပေါ်လေးတွေနဲ့ချိန်တာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီပဒိတ်တွေမှာဆွေဆိုင်တွေမှာဒီဆွေလုပ်ငန်းတွေမှာခေါ်တဲ့အခေါ်ပေါ်နဲ့အပြင်လောကမှာဝတ်စေဖို့အတွက်ခေါ်တဲ့အခေါ်ပေါ်လေးတွေနဲ့နည်းနည်းခြားနားမှုရှိနေတာလေးကိုပြပြပေးမှဖြစ်ပါတယ်နောက်တစ်ခုကကြတော့တစ်ချက်သားမှာဆိုရင်16ပဲလို့ပြောပါတယ်ငါးမူသားမှာဆိုရင်10ပဲလို့ပြောပါတယ်တမက်သားမှာဆိုရင်4ပဲလို့ပြောပြီးတော့တမူသားမှာဆိုရင်2ပဲလို့ပြောပါတယ်လွယ်နေတာတော့ဟုတ်တယ်ဒါပေမဲ့လို့မူမဲဒါလေးတွေကိုဒီပဲခေါ်လေးနဲ့ဒီအရက်ခေါ်လေးနဲ့ကွဲပြားနေတာလေးကိုဒီဆွေလောကအခေါ်ဝေါ်လေးနဲ့ကွဲပြားနေတာလေးကိုပြပြပေးတာဖြစ်ပါတယ်ဆိုတော့ဒီကြက်ပဲရွေးချမ်းစိတ်ဆိုပြီးတော့ခေါ်ကြတာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ရွှေအခြေခံခေါ်တဲ့နီးလေးရွှေလေးချိန်ကိုခေါ်ဝေါ်တဲ့နီးလေးကိုသိရှိသွားပြီလို့မျှော်လင့်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်မခက်ပါ